ဆုံးမတဲ့သူကိုတန်ဖိုးထားပေးပါလောကမှာမင်းကိုပြုံးပြတဲ့သူထက်ဆုံးမတဲ့သူကအလွန်နဲပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့လူတော်တော်များများအမိုက်ခံပြီးလူတစ်ယောက်ကိုဆုံးမသွန်သင်ဖို့ဝင်လေးတတ်ကြတယ်အကြောင်းရင်းကတော့လူတချို့ကဆုံးမသွန်သင်တာကိုမကြိုက်ကြဘူးလေလူဆိုတာအမှားမကင်းကြတယ်လို့ပြီးပြည့်စုံတဲ့လူဆိုတာလဲမရှိပါဘူးကိုယ့်ရဲ့လိုအပ်ချက်တွေကိုစေတနာသန့်လန့်ဖြင့်ထောက်ပြသွန်သင်တတ်သူကတရားမှာတယောက်လောက်ပဲရှိနေပါလိမ့်မယ်ပြုံးပြတယ်ဆိုတာကရင်ထဲကပါခြင်းမပါပါလိမ့်မယ်ဆုံးမလာတော့သိကြပါတယ်စေတနာအပြည့်ပါနေပါလိမ့်မယ်ကိုယ့်ဘုံကိုဆုံးမတဲ့သူတယောက်ရှိနေတာတကယ်ချင်းအရောက်တရားထက်ပိုပြီးတန်ဖိုးရှိပါတယ်ဒါကြောင့်ဆုံးမတဲ့သူကိုတန်ဖိုးထားလေးစားပါစိတ်ပြောင်းမလုံးမိပါစေနဲ့